ဒီကောင်မဘယ်မှာလဲရဲ့ငါဒီနေ့ကျုံသွားမှာလေဖေလာပြီသွားပါပြီငါဘယ်လိုလုပ်နိုင်ချင်နိုင်ကိုနိုင်ခွဲကြော်တယ်ပြီငါဒီနေ့တော့ရိုက်ခံတော့ငါဘလို့နီးနဲ့မှထွက်ပြောက်မှာမဟုတ်ဘူးလုံးကြပါဘလို့လုပ်ရမလဲဟဲ့ကောင်မကြောင်းမကွာဘူးလားသွားမှာပါဟိုလေသမီးမှန်ကြည့်နေတာသမီးလေဟိုဒီမှာမှန်နေပါဘာများဖြစ်ငလင်းလို့တော့ဘာဖြစ်လဲဆိုအခုမှကြည့်မိတာအမှန်နေကွဲတယ်လို့သမီးတနေ့ကုန်လုံးနေတာတမနာခင်လို့အဲ့ကြောင့်သမီးချင်းကြောင်းနေကြတာပါဖေဒါပေမဲ့နှုတ်ဆက်မခွတ်လို့တော့မယ်နော်တမနော်နော်ဒါအစောမြင်းလောက်တော့ဟုတ်ကဲ့ပါဖေရဲ့ကွာလို့ကြောင်းအဲ့ဆိုသမီးမျက်နှာလေးပါတက်လာအောင်မယ်နော်အေးပါလေချိုးလာအောင်မယ်ချိုးလိုက်ဟေးကောင်ဘိုက်စားတယ်လို့ဘိုက်စားလေးကွာဟိုတော့နာဘိုက်စားလေးဘာမှမရှိဘူးလားမသိဘူးဘာမှမရှိဘူးလားမသိဟာနော်ကွာလို့ပဲဘက်ကတော့ကြည့်ဘာမှမရှိပါဘူးပေးပါဦးထဲလေးမင်းမဟူတော်သေးပါလေတော်ကတော့ကြောင်းနေတော်လောက်ကြတယ်ဒါနဲ့ငါမိနေတာငါရီးစားတဲ့ချိန်လိုက်မယ်လीတောင်းသွားတယ်လို့ပါတော့ကြောင်းဝတ်စုံလေးရီးစားတဲ့ချက်လက်မယ်ဟုတ်တယ်အဲ့ကြံကောင်းတယ်အဆုံငါဦးဆိုင်ပါလဲလာအောင်မယ်ရီချိုးမနေတော့ဘူးတော့မျက်နှာပဲတက်လိုက်တော့မယ်ငါဖေလည်းအဲ့လိုမြင်းနေမှာမဟုတ်ပလုံမျက်နှာတက်ပြီးဆိုတော့ငါစပင်းလေးပါလို့မှာဖေဟိုဘက်ခန်းထဲမှာထိုင်းလာလားဟိုဘက်ခန်းထဲမှာဖုန်းကြည့်တယ်နေကြားတယ်ငါစပင်းပါပုတ်ပေါက်လဲကြည့်လိုက်ဒါဟို3 step မလားငါပုံငါစပင်3 step ပုံဟိုမှာဒီနောက်ကရှည်လေးလဲဆိုတော့ငါလာတယ်ငါစပင်စီးထားလို့ငါရဲ့ရုပ်ဆိုးနေဒါပေမဲ့ငါဒီပုံစံကြီးနဲ့တော့ရီစားနဲ့တော့ချိန်ခွေလို့တော့မဖြစ်ဘူးကြောင်းကိုလည်းဒီပုံစံကြီးနဲ့တော့ရဆိုပြီးဖေပြောနေမယ်ဒါမဲ့လည်းထားလိုက်ပါလေငါတလို့ပဲသွားလိုက်မယ်ကြောင်းလေကတော့ကောက်ကလည်းဟိုနှစ်ချက်မှကြောင်းလေကိုဖြောက်ပြစ်မယ်ပြီးမှပြန်ရှာရမယ်ဖေရှိရမို့ပိုလေးတော့တောင်းသွားမယ်ဖေဟေးတမီးကိုလေမဘိုးလေးပြပါလားပေးမယ်လေတမီးကို900လောက်ပဲပေးနော်ပြေရောဟုတ်ကဲ့ပေကျေးဇူးတင်တယ်နော်အဲ့ဆိုတမီးကြောင်းသွားတော့မယ်မတော့မဟုတ်ကြသေးလားဖေမုတ်ကတော့တမီးကညာဘိုက်စားလို့ဆိုစားလိုက်တာအခုလည်းတမီးဘိုက်တွေအရန်စားနေတလားအခုမှ6နာရီပဲရှိသေးတယ်အဲ့ဒါဝင်စားအောင်ပါလေတမီးကအားကြောင့်အဲ့ဆိုလို့ရှိရင်ဖေသမီးသွားတော့မနော်ဖေအပြင်ငါကြရင်သမီးမုတ်ဝယ်ခဲ့မယ်နော်အဲ့ဆိုသမီးသွားပြီတော့ပါလေငါတို့ဖေကအဲ့ကြတော့လေယုံသားပဲတော်အလေငါတန်းနဲ့ဘိုက်တရားတော့တေးစားတယ်မိနေရဖုန်းမိခဲ့တယ်ဖေကတော့ငါ့ကိုအိုတော့မှာပဲငါဘလို့လုံးရင်ကောင်းလဲဒီနားလေးမှစဉ်းစားမှဖြစ်တယ်ဖေထွက်လာမှတော့ကြနေဘာလုံးလာလဲဖေကျုံမလည်းမကျန်တော့ပါဘူးဒီကောင်မလေးလိန်နာဖြစ်မယ်လို့ပြောဒီကောင်မလေးလိန်နာဖြစ်တယ်နိုင်ကြည့်လိုက်အောင်မယ်နိုင်ကြည့်လိုက်အောင်မယ်တော်လို့လေတော့နိုင်ကြည့်လိုက်အောင်မယ်နိုင်ရပဲဟိုခန်းထဲမှာနိုင်ကြည့်လိုက်မယ်နိုင်ကြည့်လိုက်မယ်နိုင်ကြည့်လိုက်ပါအောင်မယ်လေဒီမှာဟာနိုင်ရ17နာရီရောက်ထိုးနေပြီဒီကောင်မလေးငါ့ကိုလိန်နေတယ်မဖြစ်ပါဘူးလေသူ့ရဲ့နောက်ကငါလိုက်သွားမှဖြစ်မယ်ဖေကငါ့ကိုအော်နေလိမ့်မှာကြောင်းအញ្ញံဆုံးတော့သွားချင်မှာဒါပေမဲ့ဒီမှာဒီ
ကြောင်းတိုက်ရှိတယ်ဖေဖေမသိအောင်လို့ငါအဲ့မှာဝင်ပုံးနေလိုက်မယ်ဒါကြတော့ငါတို့ဘလို့ပဲဖြစ်ဖြစ်ဟာငါဖေဖေကမသိဘူးโอเคငါမတက်မှာဖြစ်မယ်မတက်မှာဖြစ်မယ်ငါဖေဖေဒီဘုရားရေးကြည့်တယ်ကဲဘလို့လုံးမလဲဒီမှာတယောက်မှလည်းမရှိသေး6မှတော့ကြောက်ကဲဒီနားမှာထိုင်နေလိုက်မယ်ဘလို့ပဲဖြစ်ဖြစ်နော်ပြီးတော့ငါဒါလေးကိုဖြုတ်လိုက်မယ်ဒါဆိုဘလို့လုံးအဲ့ဒီကမပေးရဘူးသူလိုက်တော့မှဖြစ်မယ်လိုက်ရရှင်သူအပေါ်တော့ဝေပေါ်ရဒီမှာတိဝါမှာဖြစ်မှာဟဲ့ကွာမှာဖြစ်လာယူတော့ကောင်းမှာအဲ့ကောင်းမှာလာမင်းစားလည်းမတည်ဘူးလားမဝကြည့်တာငါ့လာဆန်းတယ်နော်ငါလာဆဲရတယ်ကောင်းမှာကောင်းလူတနေကြတယ်ဖေလာမသိဟုတ်တယ်ဖေလာနေပြီဘလို့လုံးလဲပုံမှာဖြစ်မယ်ငါဘေးမှာပုံကောင်းလေဘေးမှာပုံကောင်းလေငါမှလည်းမော်ဆန်းရှိကောင်းပါနေဖေမမြင်ဘူးကရေးကြည့်တယ်ဖေမမြင်အောင်လို့ငါဒီကားပေါင်နာမှာပုံနေလိုက်မယ်နော်ဟုတ်သေးပါဘူးလေငါရဲ့ကောင်လေးကိုငါဖုံးခေါ်လိုက်မယ်ဟာငါကောင်လေးမဟုတ်ငါရဲ့မောင်လေးကိုငါဖုံးခေါ်လိုက်မယ်မမဘာလို့မော်လဲဟမ်တော့ဒီတနေစမ်းမဟာငါလေးဒီနေ့ငါကြောင်းတော့ကြတာအဲ့ဒါငါဖေဖေရငါ့ကိုအိုမကြောက်လို့ငါဒီကြောင်းမှာနေတာနော်ခဏတဖြုတ်နေတာအဲ့ကြောင့်ငါတယောက်တည်းဆိုလို့ရှိရင်နေဘာလာလောက်တာလို့ပြောခါမှဆိုနင်းကိုခေါ်ရာအော်အမနိအဆူဒီကမနာနဲ့တဲ့စားတယ်လည်းမကြောက်စားတယ်လည်းမကြောက်မတော့အပေါ်တက်ကြည့်ကျောင်းဝဟိုပတ်မှာနာတိကောင်းမဒီမှာငါတိဝါဘာလုပ်နေရလဲလို့ဒီကောင်ကဘာလုပ်ဖေရလေဒီနေ့ကအเจ้าကမဖွင့်ဘူးအဲ့ဒါကြောင့်မလို့သမီးကအခုပဲဒီကျူရှင်ကိုလာတာဆရာမဒီနေ့သမီးတို့ဖုံးဆက်တယ်နော်ဘာလို့ဆိုတော့ဒီမှာသမီးရဲ့မောင်လေးတော့မဟုတ်ကြည့်လိုက်လေကွယ်ရောက်နေတာကိုဖေရလေသမီးမလိမအောင်ဖေရဲ့သမီးတကယ်เจ้าလာတာပါဒီနေ့ဒါပေမဲ့ဖေရဲ့เจ้าကပိတ်သွားတော့သမီးလည်းသိရမလားကျူရှင်လေးပဲလာလိုက်ရှမထိုင်နေတာဖေရဲ့သူလည်းစောင့်နေတာအဲ့မှာအဆူငါသွားတော့မယ်ငါပွားတော့ဘဘဘိုင်ကျူရှင်ဆရာမကိုဖုန်းဆက်มาရမယ်ဆိုလေဒုတိယဆရာမဖုန်းဆက်มาရကိုကြောက်ဖုန်းဆက်မယ်ဟယ်လိုဆရာမလားမသိဘူးဟယ်လိုသူလည်းမသိဘူးဆရာမတူကလေဒီမှာကမရေတူနေရလေတင်မစာလည်းမတက်ဘူးကြောင်းနဲ့မပြုတ်ဘူးအဲ့လိုပြောလားအိုးကျမဒီနေ့ကျူရှင်ရလေနေ့လည်ခင်းပိုင်းမှာပါဒီကျမဒီကျောင်းမှာအခုစတင်နေတာအဲ့ကျောင်းအတန်းသားတွေကိုလည်းမေ့တယ်ဟန်နီမလာဘူးလို့ဒီနေ့7နာရီထိုးနေပြီသူအခုက9နာရီမဟုတ်တော့ဘူးအဲ့လာတယ်ငါတိတယ်ကောင်းမစသိမ်းသွားပါပြီ